သူပြောတဲ့ဟာတွေတော်တော်ရေးကြီးတယ်မြောက်မှာလောက်ရက်ကဒီလိုဖြစ်နိုင်တဲ့ဟာတွေကြိုတွေးပြီးတော့ကြိုပြောတာပဲရှိတယ်နော်ဒါပေမဲ့ဖြစ်နိုင်ချေကိုရှိတယ်ဒါမြောက်နိုင်ကတော့ရခိုင်မှာလည်းလောက်ပြီးသားတိုင်းပြည်လုံးမှာလည်းလောက်ပြီးသားပြောတယ်နဲ့လောက်တာကတလွဲရှိဖြစ်နေတဲ့အတွက်ကြောင့်အဲ့ဒါကိုကြိုပြီးသူပြောထားတာနော်ပြည်သူပြည်သားတွေအဲ့ဒါကိုတိတ်ထားပြီးတော့လူတိုင်းသိအောင် share ပေးကြပါအောင်နော်မြောက်နိုင်လောက်ရက်ကပြည်သူပေါ်မကြောက်အောင်ပေါ့နော်ပြည်သူကအတိကြိုပြီးပေးပြီးမှအဲ့ဒါမှပြည်သူကကောင်းရလမ်းကြောင်းကိုတွားရမှာနော်အဖွဲ့တွေကိုစစ်တပ်ကသတ်ပြီးတော့တော်လှန်ရေးအဖွဲ့တွေကိုနာမည်မဖြတ်အောင်ကိုဘလို့အကာအကွယ်လုပ်မလဲကိုဘလို့ကြိုးတင်ပြင်းစင်ထားမလဲအဲ့ဒီကိစ္စအရေးကြီးတယ်မင်းအောင်လှိုင်ကတော့သတ်ပြမှာရက်ခိုင်းထားတယ်မင်းတို့မသိနိုင်တဲ့မန္တလေးကိုလည်းငလျင်လှုပ်ပေးထားတယ်အဲ့တော့မင်းတို့အကြောင်းပြလို့ရတယ်ပြည်သူတွေဒုက္ခရောက်နေလို့ကျွန်တော်တို့ကမသိနိုင်ပါဘူးကယ်ဆယ်ရေးတွေရှိနေလို့မသိနိုင်ပါဘူးမင်းတို့အကြောင်းပြလို့ရတယ်ဒါပေမဲ့မင်းတို့အကြောင်းပြလဲတိုင်းရင်းသားဒေသတွေမှာစစ်တပ်မရှိအောင်တိုင်းရင်းသားတွေကိုမင်းတို့ဘလောက်ပူမလဲတိုင်းရင်းသားတွေကိုမင်းတို့ဘလို့မျိုးအကျိုးပြုမလဲတိုင်းရင်းသားဒေသတွေမှာလာပြီးတော့စစ်တပ်ကရောင်းစားမဲ့တယံဇာတတွေကိုဘလို့အကာအကွယ်ပေးမလဲဒီကိစ္စကသိအရေးကြီးတယ်အဲ့တော့ view ဟာတွေဘလို့ပြောင်းပါလဲဒီ3လကျိန်းသေးတာဒီ3လမှာမန္တလေးစကိုင်းနေပြီးတော့သွားထိလို့မရဘူးဒီ3လမှာမန္တလေးစကိုင်းနေပြီးတော့သွားထိလို့မရဘူးဘာလဲကယ်ဆယ်ရေးအဖွဲ့တွေရှိတယ်နိုင်ငံတကာအဖွဲ့တွေရှိတယ်အဲ့ဒီကယ်ဆယ်ရေးအဖွဲ့တွေကိုစစ်တပ်ကသတ်ပြီးတော့ကိုယ့်နာမည်မဖြတ်အောင်ကိုဘလို့အကာအကွယ်လုပ်မလဲအဲ့ဒီကိစ္စအရေးကြီးတာကယ်ဆယ်ရေးအဖွဲ့တွေကိုစစ်တပ်ကသတ်ပြီးတော့တော်လှန်ရေးအဖွဲ့တွေကိုနာမည်မဖြတ်အောင်ကိုဘလို့အကာအကွယ်လုပ်မလဲကိုဘလို့ကြိုးတင်ပြင်းစင်ထားမလဲအဲ့ဒီကိစ္စအရေးကြီးတယ်မင်းအောင်လှိုင်ကတော့သတ်ပြမှာရခိုင်မှာမတွေ့ဘူးလားရခိုင်ကိုနာမည်ဖြတ်ချင်တဲ့အခါကိုဗစ်မှာကုလသမဂ္ဂဝန်ထမ်းကိုပေါ့စစ်တပ်ကပြစ်ပြီးတော့ AA ရပြစ်တယ်ဆိုပြီးတော့ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေ AA ရပြဿနာမရှင်းရအောင်စစ်တပ်ကကောင်တွေလုပ်တာ UN ကောင်တွေကလည်းပြဿနာပဲဖွပေးတာလူကိုရေးသမားတွေကလည်းပြဿနာပဲဖွပေးတာတကယ်ရေဆုံးမိုးဆုံးနဲ့လိုက်မယ်လဲလို့ကောစစ်တပ်ပြစ်မှန်းလဲသိရောလူကိုရေးအဖွဲ့တွေလည်းပျောက်သွားတယ် UN လည်းပါဇက်ပိတ်သွားတယ်အခုလဲငလျင်မှာပြည်သူလူထုကကူညီခြင်းနဲ့ပြည်သူချင်းကူညီနေတာစစ်တပ်ကတားမြစ်တယ်ပိတ်ပင်တယ်လူ့ခွင့်ရေးအဖွဲ့အစည်းတွေပါဇက်အကုန်ပိတ်တယ်အခုငလျင်လှုပ်နေတဲ့ဘာသာပေါင်းစုံလူမျိုးပေါင်းစုံကလူမဟုတ်ဘူးလားကျွန်တော်မေးကြည့်တာပါကျွန်တော်မသိလို့အခုကျွန်တော်တကယ်မသိတော့ဘူးခလန်မန်းရေပေါ့မမကြီးနင်းချယ်တွေပေါ့အခုစကိုင်းမှာထိနေတဲ့ဘာသာပေါင်းစုံလူမျိုးပေါင်းစုံမန္တလေးမှာထိနေတဲ့ဘာသာပေါင်းစုံလူမျိုးပေါင်းစုံနေပြည်တော်မှာထိနေတဲ့ဘာသာပေါင်းစုံလူမျိုးပေါင်းစုံဒီဘာသာပေါင်းစုံလူမျိုးပေါင်းစုံကိုအကူအညီပေးနေတဲ့သူတွေကိုအကူအညီပေးလို့မရအောင်လုပ်နေတဲ့စစ်တပ်ကိုလူ့ခွင့်ရေးဖွဲ့စည်းတွေဘာမှပြောတော့အဖွဲ့အစည်း199ဖွဲ့လည်းပျောက်သွားပြီလူ့ခွင့်ရေးអော်တဲ့ကောင်တွေလည်းအတန်မကြားတော့အခုစကိုင်းမှာဒုက္ခရောက်နေတာလူတွေမဟုတ်ဘူးလားမန္တလေးမှာဒုက္ခရောက်နေတာလူတွေမဟုတ်ဘူးလားနေပြည်တော်မှာဒုက္ခရောက်နေတာလူတွေမဟုတ်ဘူးလားအဲ့ဒီလူတွေဒုက္ခရောက်တဲ့သူကိုကူညီနေတာလဲလူတွေပဲမဟုတ်ဘူးလားအဲ့ဒီကူညီနေတဲ့လူတွေကိုအနှောက်အယှက်ပေးတဲ့စစ်တပ်ကိုလူ့ခွင့်ရေးအဖွဲ့အစည်းတွေတခွမှမပြောဘူးလူ့ခွင့်ရေးအဖွဲ့အစည်းတွေစောင့်နေတာပါလေငြိမ်းချမ်းရေးစကားပြောငြိမ်းချမ်းရေးစကားပြောရင်လူ့ခွင့်ရေးအဖွဲ့အစည်းကလူတွေကအနည်းဆုံးတော့လေ့လာသူနဲ့တက်မယ်ဟိုတယ်မှာနေရမယ်စစ်တပ်ကကျွေးတာစားရမယ်ဒီတော့ဗမာပြည်မှာလူ့ခွင့်ရေးသမားတွေဆိုတာဥပဒေအထက်မှာနေကျင်တာဖုံးကြီးတွေလိုမျိုးတော့ပါရဲ့စွန်းပြစားကျင်တာဖုံးကြီးတွေလိုမျိုးအချော်ပွဲတဲကျင်တာဒီတော့ဒီလူ့ခွင့်ရေးသမားတွေကိုစကောလာတွေကိုနော်ပညာတော်သင်စုရတယ်ပြောပြီးတော့စကယ်ပြန်သားကောင်တွေကနေရာတွေယူပြီးတော့တိုင်းပြည်ကိုဖျက်ဆီးနေတာမျိုးတွေဒါတွေကိုပြည်သူလူထုအခုချိန်မှာသေချာသိအောင်ဒီကောင်းကြားရတယ်နော်ဆိုတော့သူပြောတာပုံနဲ့ချောင်းပြောတာကတော့တော်တော်လေးမှန်တယ်ဘာလို့ဆိုတော့အဲ့ဒီမြောက်လိုက်လို့ရကတော့ပြည်သူပြည်သားတွေအကုန်လုံးတီးပြီးသားပြည်သူပြည်သားတွေအကုန်လုံးကြိုးပြီးကောက်ွယ်ပေးမှတာတိုင်းပြည်ကကိုယ့်ရည်မှန်းချက်ကိုရောက်လာနိုင်အောင်ပြည်သူတယောက်စီတိုင်းမှာတာဝန်ရှိတယ်ဆိုတာတော့ဒီပြောချင်တာပေါ့နော်ဒီပြတဲ့တွေ့ချင်ကျေးဇူးတင်တယ်နော်နောက်ဗီဒီယိုမှာလည်းပြန်တွေ့မယ်နော်